ဒီကောင်လေးကတော့မွေးကလေးကခနာကို4ချိန်3.8 ကီလိုဂရမ်လောက်ရှိခဲ့တာပါဗျာသူ့ကိုချီရတာဟာဂေါ်ဇီလာကြီးကိုချီထားရတယ်လို့ပဲလို့ဆိုကြပါတယ်ဒါပေမဲ့လည်းမိဘတွေကတော့သူတို့သားလေးကိုဘသူ့ကိုမှမပြောဘဲလှုပ်ဝက်ပြီးတော့ပဲပြုစုပြိုးထောင်ခဲ့ကြရပါတယ်ဒီကလေးရဲ့ကြီးထွားနှုန်းကအရန်ကိုမြန်ဆန်လွန်းလာပါတယ်ပထမဆုံးမွေးနေ့တောင်မတိုင်ခင်မှာပဲသူ့မိဘတွေနဲ့အရက်တူနေခဲ့ပြီဖြစ်ပြီးအသက်9နှစ်အရွယ်မှာတော့အရက်3မီတာ10ပေနီးပါးတောင်ရှည်နေခဲ့ပါပြီဒီတော့သူတို့နေတဲ့အိမ်လေးကကောင်လေးအတွက်အရန်ကိုကျင့်ကျက်လာပါတော့တယ်အိမ်ကောင်မိုးနဲ့လွတ်အောင်အမြဲတမ်းခါးကိုကိုင်းပြီးသွာလာနေခဲ့ရပါတယ်အိမ်ထဲကပစ္စည်းတွေကလည်းခဏခဏပျက်စီးလို့ပြင်ဆင်စရိတ်တွေကမတန်တဆဖြစ်လာတဲ့အတွက်သူ့အဖေဆိုရင်တော်တော်လေးစိတ်ညစ်ခဲ့ရပါတယ်နှစ်ယောက်ထိုင်ဆိုဖာလေးဆိုရင်လည်းကောင်လေးတစ်ယောက်တည်းထိုင်ဖို့တောင်တင်းငယ်လွန်းနေခဲ့တာပါကောင်လေးအရွယ်ရောက်လာတာနဲ့အမျှပြဿနာတွေကပိုဆိုးလာခဲ့ပါတယ်သူဟာသူ့အခန်းထဲမှာပဲထိုင်လျက်ဖြစ်ဖြစ်စောင့်ကြောက်ထိုင်လျက်ဖြစ်ဖြစ်ပဲအချိန်ကုန်ခဲ့ရပါတယ်အပြင်ထွက်ရင်လည်းလူတွေကသူ့ကိုဂေါ်ဇီလာကြီးလို့ခေါ်ကြတဲ့အတွက်အိမ်ထဲကနေအပြင်ကိုတိတ်မထွက်ဖြစ်တော့ပါဘူးရေချိုးခန်းသွားရင်တော့အစင်မပြေလုံးလို့ရေချိုးခန်းတကားဆိုတာအမြဲတမ်းကျိုးပြက်နေခဲ့ရတာပါနောက်ဆုံးမှာတော့မိဘတွေကဒီတိုင်းဆက်သွားလို့မဖြစ်တော့ဘူးဆိုတာကိုသဘောပေါက်သွားခဲ့ကြပါတယ်ဒါကြောင့်သူတို့သားလေးအတွက်တီးတန့်ဒီဇိုင်းဆွဲထားတဲ့အေယာမအင်ကြီးတစ်လုံးကိုအသစ်ဆောက်လုပ်ပေးဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်လာပေါင်းများစွာအချိန်ယူတိဆောက်ပြီးတဲ့နောက်မှာတော့အင်ကြီးပြီးစီးသွားခဲ့ပါတယ်ကောင်လေးအိမ်တစ်ကြီးတဲ့ကိုခြေချလိုက်တဲ့အချိန်မှာတော့သူ့အတွက်အရန်ကိုဝမ်းသာကြည်နူးစရာဖြစ်ခဲ့ရပါတယ်ဘာလို့လဲဆိုတော့အိမ်ထဲကကတင်ကလတ်ထိုင်တဲ့တကားတွေအကုန်လုံးကသူ့ခန္ဓာကိုယ်ရွယ်စားနဲ့အတိအကျဖြစ်အောင်ဖန်တီးပေးထားလို့ပဲဖြစ်ပါတယ်သူ့ဘဝမှာပထမဆုံးအကြိမ်အဖြစ်တာမန်လူတစ်ယောက်လိုနေထိုင်ခွင့်ရသွားခဲ့ပါပြီခေါင်းငုံပြီးသွားစရာမလိုတော့တယ်လို့ကြောက်ရွံ့ပုံကွယ်နေစရာလည်းမလိုတော့ပါဘူးအရေးကြီးဆုံးကတော့သူပိုင်ဆိုင်တဲ့သူ့ရဲ့အိမ်တစ်ကြီးထဲမှာသူဟာလွတ်လွတ်လပ်လပ်နဲ့ပျော်ရွှင်စွာနေထိုင်သွားနိုင်ပြီပဲဖြစ်ပါတယ်ဗျာ